မင်္ဂလာပါတီချေတက်ပါတီချေပေါ့နော်တီချေကိုဒီ comment ပိုင်ရှင်လေးရပေါ့နော်ပြောထားလို့ဗာပြောထားလဲဆိုရင်တဲ့ဆရာမရှင်းပြတာတွေတဲ့အကုန်နားလဲပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးပါဆရာမရှင်းပြအကုန်နားလဲပြောလို့ပေါ့နော်ဒါပေမဲ့တဲ့တီချေဒီနံပါတ်လေးတွက်ပြပေးထားပေါ့နော်အဲ့နံပါတ်လေးမှာလာပြီးတော့ comment ရေးထားဒီအပုတ်ကိုတဲ့ညီမလေးကတိတ်နားမလဲဘူးဖြစ်နေပါတယ်တဲ့ဒီအပုတ်ကိုညီမလေးကတိတ်နားမလဲဘူးဖြစ်နေဆိုတော့ဒီနံပါတ်လေးအပုတ်ကိုပေါ့နော်အဲ့ဒါတီချေထပ်ပြီးတော့ပြန်တွက်ပြပေးမယ်ပေါ့နော်သူ့တွေတွက်ပြပေးမယ်လို့ပြောတယ်ညီမလေးကတိတ်နားမလဲဘူးဖြစ်နေဆိုတော့အရှင်းဆုံးပုံစံနဲ့တွက်ပြပေးပါလို့သူကပြောတာတယ်အော်တီချေလည်းပဲတက်နိုင်တဲ့လောက်တော့ဟိုအရှင်းဆုံးပုံစံနဲ့တွက်ပြပေးပါမယ်အဲ့ပေါ့နော်ဒါလေးကိုတစ်ချက်ပြန်ပြီးတော့ကြည့်လိုက်ပါပေါ့နော်ကဲဒါလေးတွက်ပြပေးပါမယ်နံပါတ်လေးပေါ့နော်ဒီချိန်မအားလို့ဒီနံပါတ်တွေအကုန်တွက်ပြပေးပါမယ်ခဏလေးစောင့်ပေးပါပေါ့နော်ခဏလေးပါဒီချိန်မအားလို့ဟိုပါပေါ့နော်ဒါလေးတွက်ပြပေးပါမယ်အများကြီးနောက်တွက်ပြပေးဖို့ရှိပါတယ်ကဲဒီချက်နဲ့အတူတွက်ကြမယ်နံပါတ်4ရပါလဲဆိုရင်တဲ့အကြီးဆုံးအရင်တော့တွက်ပြပြီးပြီပေါ့နော်အကြီးဆုံးပုံစာခွဲကိန်း18ရှိသောကိန်းနှလုံးကိုရှာပါတဲ့အဲ့တော့အကြီးဆုံးပုံစာခွဲကိန်း18ရှိသောကိန်းနှလုံးကိုရှာပါဆိုဒီချက်တို့ရင်တော့ရှာခိုင်းတာကဘာလဲဆိုရင်အကြီးဆုံးပုံစာခွဲကိန်းကိုရှာတာအခု तू ကအကြီးဆုံးပုံစာခွဲကိန်းကကိုပေးထားတယ်ကိန်းနှလုံးကိုရှာခိုင်းတာအခုပြောင်းပြန်ကြီးရှာခိုင်းတာပြောင်းပြန်ကြီးရှာခိုင်းတော့အဲ့တော့ဒီချက်ကပြောင်းပြန်စဉ်းစားမယ်ပေါ့နော်အဲ့တော့တိရမှာကဘာလဲဆိုရင်18ဤပေါ့နော်စာခွဲကိန်းကိုရှာမယ်စာခွဲကိန်းနဲ့စာတိုးကိန်းကိုဒီနေရာမှာစာခွဲကိန်းနဲ့စာတိုးကိန်းကိုနားလေရမယ်စာတိုးကိန်းကကြတော့ဒီချက်တင်ထားရတော့ပေါ့နော်စာတိုးကိန်းဆိုတာအလီဆိုတာလို့ဒီချက်ပြောအဲ့တော့18နဲ့ဆိုင်နေဆိုတာကြတော့ဒီချက်က18ကိုဘာလဲဆိုရင်18အလီလေးကိုစိုးကြည့်လိုက်ပေါ့နော်18အလီဆိုတာ18တလီ18နှစ်လီဘယ်လောက်18 3လီအဲ့ဒါပေါ့နော်အများကြီးတော့တွက်လို့ရတယ်18ပေါ့နော်ဒီချက်18 5လီအထိလောက်ပဲယူရမယ်အများကြီးတွက်လို့ရတယ်လို့ပြောရင်နော်18အလီအဲ့တော့ဒီချက်ကပြောင်းပြန်စဉ်းစားလိုက်တာခုတ်တယ်ခွဲရမှာတော့အကြီးဆုံးပုံစာခွဲကင်း18ရှိတော့18ရှိတော့ဆိုတော့အဲ့လိုပုံစာမျိုးကြီးမေးရင်ဒီချက်တို့ကဘာလုပ်ရမှာလဲဆိုလို့ရှိရင်အလီဆိုရမှာပေါ့နော်ပေါ့အစာတိုးကင်းကိုအရင်ဆုံးစဉ်းစားလိုက်မယ်စာတိုးကင်းဆိုဟာကြတော့စာတိုးကင်းဆိုတာအလီဆိုတာ18တိတ်18နဲ့36 18 3လီ54 18 4လီ80နဲ့18 5လီ90အဲ့မှာပေါ့နော်တကယ်တမ်းကျတော့အများကြီးလာလို့ရတယ်နော်18အထိဘယ်လောက်ထိအများကြီးလာလို့ရပါတယ်ဒါအများကြီးလာလို့ရတယ်ဆိုတဲ့ပုံစံကိုပြောတာအများကြီးတွေ့ပြမနေတော့ပေါ့နော်နည်းနည်းလေးပဲအဲ့မှာ तू ကလိုချင်တာကဘာလဲဆိုရင်ကိန်းနှလုံးကိုရှာပါတဲ့ကိန်းနှလုံးကိုရှာပါဆိုတော့ဒီထဲကနေပဲဒီချက်ကကြိုက်တဲ့ကိန်းနှလုံးကိုယူလိုက်ပါကြိုက်တဲ့ကိန်းနှလုံးကိုယူလိုက်အဲ့တော့ဒီမှာတော့ဘာယူမှာတော့ဆိုဒီချက်ဒီ36နဲ့54လေးကိုယူလိုက်မယ်36နဲ့54လေးကိုယူလိုက်မယ်နော်။ तू ကကိန်းနှလုံးရှာပါဆိုတော့36နဲ့54လေးကိုယူပြီးတော့18ရမရခွဲကြည့်မယ်။နားလေနော်။နားလေလားမသိဘူး။အဲ့မှာ36နဲ့54ကိုဒီကိန်းနှလုံးကိုရှာပါဆိုတော့36နဲ့54ကိုယူလိုက်တာ။အရင်ဆုံး18အကြီးဆုံးပုံစာခွဲကင်း18စီတော့ကိန်းနှလုံးကိုရှာပါလို့စဉ်းစားမယ်ပေးခိုင်းတယ်ဆိုလို့ရှိရင်18ရဲ့စာတိုးကိန်းတွေကိုအရင်ဆုံးချရေးလိုက်ချရေးပြီးကကြမှာအဲ့ထက်ကကြိုက်တဲ့ကိန်းနှလုံးကိုရှာပါဆိုရင်ကိန်းနှလုံးကိုကောက်ယူပြီးတော့ရေးကိန်း3လုံးကိုရှာပါဆိုရင်ကိန်း3လုံးကိုယူလိုက်ကြိုက်တဲ့ကိန်းလုံးကိုယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီက36နဲ့စတွက်ပြီနော်36နဲ့54ကိုယူလိုက်မယ်36ကိုအရင်ဆုံးစခွဲကိန်းခွဲလိုက်မယ်ဒါကယူတာကဘာလဲဆိုရင်စတိုးဒါကစတိုးကိန်းပါအခု36ကိုကဘာလဲဆိုလို့ရှင်စခွဲကိန်းခွဲမှာပါဒါရနားလေအောင်လို့ရှင်းပြထားပါမဟုတ်ဟိုမလုပ်ပါနဲ့စာခွဲကိန်းခွဲမယ်ဆိုတော့ဒီချက်36ကိုအဲ့ဒါကြီးကတော့တိလာမှာပေါ့နော်36ကိုခွဲတာဆိုတော့36က6 4လီ36အဲ့တော့9ကိုခွဲလိုက်တော့ဘာလဲဆိုရင်3မြောက်3စာခွဲကိန်းခွဲရဆိုတော့တုတ်တကိန်းကြီးရနော်သူ့ကိုခွဲလို့ရတယ်4ကိုလည်းခွဲလို့ရတယ်2အမြောက်2အဲ့တော့ခါကြပါလဲဆိုရင်3အခြေတူရာချင်းမြောက်တော့ထညွန်းချင်းပေါင်းဆိုတော့ဒီပေါ်မှာပေါင်းလိုက်တော့အဲ့မှာပါလဲဆိုရင်ဒီပေါ်မှာ1ရှိရဆိုတော့2အမြောက်ဒီမှာလည်းအခြေမတူလားအခြေတူတော့တစ်လုံးယူထညွန်းချင်းပေါင်းလိုက်တော့2နားထီရလာပဲဒါကတီရှယ်တို့ကဘာယူလိုက်တာလဲဆိုရင်ခဏလေးအဲ့ဒါယူလိုက်တာပေါ့နော်36ကိုစာခွဲကင်းခွဲလိုက်တာပါစဉ်းစားတာကစာတိုးကင်းကနေစဉ်းစားတယ်ကဏ္ဍနှလုံးကိုယူလိုက်တယ်ကြိုက်တဲ့ကဏ္ဍလုံးတော့အဲ့ဒီချက်36ယူလိုက်ပြီကဏ္ဍနှလုံးမလို့နော်တကယ်လို့3လုံးယူခံတယ်3လုံးယူရမယ်54ကိုလည်းကြိုက်တာနဲ့ခွဲရတယ်2နဲ့ခွဲလဲရတယ်အော်ပေါ့နော်54ကိုအဲ့မှာ2နဲ့ခွဲကြည့်လိုက်မယ်ဆိုရင်2အမြောက်2နဲ့4 2 9 4 14ဒါတော့မမားစီနေနော်2 9 14 2နဲ့4 54 2အမြောက်2နဲ့29နဲ့မြောက်တာ54ဒီစာခွဲကင်းခွဲနည်းတွေတော့တိမှာပေါ့နော်ဟိုရင်တော့တွက်ပြပြီးသွား6တန်းတော့လည်းအများကြီးတွက်လာခဲ့တယ်ပေါ့နော်အခုနှစ်အမြောက်နှစ်ကခွဲစရာမလိုဘူး20ခွင်ကိုခွဲလိုက်တော့9 3လီ20ခွင်အဲ့တော့ဗာလဲဆိုရင်နှစ်အမြောက်9ဆိုတာကဗာလဲဆိုလို့ရှိရင်ပေါ့နော်3အမြောက်3ဒီ3ကခွဲလို့မရတော့ပြန်ရေးတယ်ဒီချက်ကဒီမှာရေးမယ်ဆိုတော့2အမြောက်3ဘယ်နဲ့ထက်လဲဆိုရင်3တက်ဖြစ်တယ်
ရလားမသိဘူးနှစ်အမြောက်3တက်အဲ့ကြမှာဘာလဲဆိုရင်36နဲ့54ဤဘာဂိမ်းလုံးလို့ဆိုရင်အကြီးဆုံးဒါကစမ်းစစ်နေရတကယ်တမ်းကြတော့ဘာလို့တာလုံးဆိုလို့ရှင်စမ်းတက်တာပေါ့နော်စမ်းတက်တာပါဘာမရလဲဆိုရင်18ရမရ18ရမရ18ဆိုတာဘာလဲဆိုရင်ရမရစမ်းတက်တာ18ဆိုတာကဘာလဲဆိုရင်အကြီးဆုံးပုံစာခွဲကိန်း18ရမရစမ်းတက်တာပေါ့ဒါလေးကမြန်မာလူလေးရေးပေးထားပါတော့ဟိုကဖြစ်နေစာခွဲကိန်းခွဲလိုက်တယ်စမ်းတက်တာပါအကြီးဆုံးပုံစာခွဲကိန်း18ရမရအဲ့တော့ရေးလိုက်မယ်ပေါ့နော်အဲ့တော့စမ်းတက်တယ်ဆိုတော့36နဲ့54အကြီးဆုံးပုံစာခွဲကိန်းဆိုလို့ရှိရင်အကြီးဆုံးတွေကကြီးများတယ်တူတာပဲယူတယ်ကြည့်လိုက်ပါဒီမှာက3 2ထက်ဒီမှာက3တက်တူတာပဲယူဆိုတော့သူ့မှာလည်း3ပါတယ်သူ့မှာလည်းအခြေ3ပါတယ်ဆိုတော့ယူမှာကြီးဆုံးတွေကကြီးများတယ်ယူမယ်ဆိုတော့တစ်ချက်စဉ်းစားရမယ်ဒီမှာ2ထက်ဒီမှာ3တက်အကြီးဆုံးတွေကတူတာဟိုမှာထက်ညွန်းငယ်တာယူတယ်ဒီမှာက2ထက်ဒီမှာ3တက်ဆိုတော့ဘာပဲယူမှာလဲဆိုရင်ထညွန်းအကြီးဆုံးတွေကတူတာဟိုမှာထညွန်းငယ်တာယူတယ်အဲ့တော့ဘာယူပါလဲဆိုရင်3နှစ်ထက်ကိုယူမယ်ထညွန်းငယ်တယ်3နှစ်ထက်ကိုယူမယ်ဒီမှာ2နှစ်ထက်ဒီမှာ2တစ်ထက်ဆိုတော့ဘယ်ဟာယူမှာလဲဆိုလို့ရှိရင်ယူမှာလားမယူလား2ပါတယ်အခြေ2ပါတယ်အဲ့တော့ထညွန်းတူရင်တော့တစ်လုံးလေးယူရထညွန်းမတူတော့ဘာလဲဆိုရင်ဒီမှာ2ထက်ဒီပေါ်မှာတစ်ထက်ရှိရလို့မှာမယ်အဲ့တော့ထညွန်းငယ်တဲ့တစ်ထက်ကိုပဲယူတယ်ယူလိုက်တယ်အဲ့တော့ခါကြတော့3နှစ်ထက်ဆိုတာဒီဘာလဲဆိုရင်ဒီမှာပေါ့နော်ဒါကိုပြန်ရေးလိုက်တယ်3အမြောက်ဒါကဘာလဲဆိုရင်2 3လီရဘယ်လောက်လဲ6အမြောက်2 9နှစ်လီ18ဆိုတော့အကြီးဆုံးပုံစာခွဲကိန်းဒီမှာ18ရမတော့ဘူးလားအဲ့တော့အကြီးဆုံးပုံစာခွဲကိန်း18ရတာကကိန်းနှလုံးကဘာလဲ36နဲ့54အဲ့တော့သူရှာခိုင်းတာကဘာလဲဆိုရင်ကိန်းနှလုံးကိုရှာခိုင်းတယ်အကြီးဆုံးပုံစာခွဲကိန်းကလည်း18မရဘူးလားဒီမှာရှာလိုက်တော့အကြီးဆုံးပုံစာခွဲကိန်းကလည်း18ရတယ်ရှာခိုင်းတဲ့ကိန်းနှလုံးကဘာလဲဆိုရင်36နဲ့54ပါအဲ့တော့ဘာလို့ရေးလို့ရရည်လဲဆိုရင်ခုနကသူပြောတဲ့18လဲရလားမရဘူးလားဆိုရင်18လဲရတယ်အကြီးဆုံးပုံစာခွဲကိန်း18ရသွားတယ်ကိန်းနှလုံးကရှာလိုက်တာဗာနဲ့တော့36နဲ့50အကြီးဆုံးပုံစာခွဲကိန်း18ရှိတော့ကိန်းနှလုံးကဗာနဲ့ပါဖြစ်မှာတော့36နဲ့54 36နဲ့54ဖြစ်တယ်ပေါ့နော်36နဲ့54ဖြစ်ပါတယ်36နဲ့54ဆိုပြီးတော့အဲ့ဒါဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဖေက36နဲ့54 36နဲ့54မယူခြင်းမူသားတို့သမီးတို့ကတော့36နဲ့54မယူခြင်းမူပေါ့နော်80နဲ့90ယူခြင်းတယ်ယူပြီးတော့ဒီလိုမျိုးနည်းနဲ့စမ်းသက်18ရရင်80နဲ့90ရမှန်တယ်ဒီနဲ့80နဲ့90မြူခြင်းမူ18နဲ့36နဲ့ယူခြင်းလားပေါ့နော်နှလုံးပေါ့နော်36နဲ့90နဲ့ယူခြင်းလားရတယ်စမ်းသက်ကြည့်ပါအဲ့လိုပုံစံမျိုးနဲ့စမ်းသက်ရင်18ရတယ်ဆိုရင်အဲ့မဲ့ကိုယူလိုက်တဲ့ကဏ္ဍအမှန်နေပေါ့နော်အဲ့ဒါလေးကိုအဲ့လိုလေးတွက်ပြပေးပါတယ်အဲ့မှာပေါ့နော်ဗီဒီယိုလေးရှင်းသွားပြီလားမသိဘူးရှင်းဆုံးပုံစံလေးကိုတွက်ပြပေးထားပါတယ်ပေါ့နော်ဒါလေးကိုကြည့်ပေးပါဦးထပ်ပြီးတော့ပေါ့နော်နောက်မှာအများကြီးတွက်ပြပေးပါမယ်သင်္ချာ2တွေလည်းတွက်ပြပေးပါမယ်သင်္ချာ1တွေလည်းအများကြီးတွက်ပြပေးပါမယ်တွက်ပြခိုင်းတဲ့ဟာတွေလည်းစောင့်ရတာအားနာပါရဲ့ချိန်တွေကနည်းနည်းတော်တော်ကိုပေါ့နော်အများကြီးအချိန်တွေကတိုက်နေလို့မလို့ပါကဲပါကျေးဇူးပါ